ကိုယ်တိုင်းတောင်အကျဉ်းထောင်မှာအမျိုးသားနိုင်ငံရေးအကျဉ်းသားတရားဦးအပါအဝင်အကျဉ်းသားစုစုပေါင်း600ခန့်ကိုတာယာဝတီအကျဉ်းထောင်သို့ရုတ်တရက်ပြောင်းရွှေ့လိုက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝန်မယောင်နီလန်ကရန်ကုန်ခက်တဲ့တင်ဌာနသို့ပြောကြားပါရယ်ယနေ့ဇူလိုင်လ23ရက်နေ့နဲ့စောပိုင်း9နာရီခွဲခန့်ကတောင်ငုံအချင်းထောင်အာဏာပိုင်များကထောင်ပြောင်းရွှေ့ခံရမည်သူများ၏အမိစရဲများကိုခေါ်ယူကာခြေကျင်းများခက်၍အမျိုးသားနိုင်ငံရေးအကျဉ်းသားတရားဦးနှင့်အခြားအကျဉ်းသား900ခန့်ကိုစနပီမော်တော်ယာဉ်9စီးဖြင့်တာယာဝတီအကျဉ်းထောင်သို့ရုတ်တရက်ပြောင်းရွှေ့လိုက်ကြောင်းသိရပါသည်တောင်ငူတောင်မှာအကျဉ်းသားဥယျာဉ်များပြပြီးနေရမလုံလောက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာယာဝတီထောင်ကိုပို့လိုက်တာဖြစ်ပါတယ်။မနေ့ကပြောင်းမဲ့အကျဉ်းသားစည်းတွေကောက်တဲ့အဲ့ဒီစည်းထိမှနိုင်ငံရဲ့အကျဉ်းသားတရားဥပါတယ်လို့တန်တီရှိရပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဟာဦးဆောင်ကော်မတီဝါမယောင်နေလန်ကရန်ကုန်ခက်တဲ့တင်ဌာနသို့ပြောကြားပါတယ်။တာယာဝတီအကျဉ်းထောင်သို့ပြောင်းရွှေ့ခံရခြင်းကြောင့်နိုင်ငံရေးအကျဉ်းသားများအတွက်နေထိုင်ရေးစားတောက်ရေးနဲ့မိသားစုများနဲ့တွေ့ဆုံခွင့်ရရှိရေးတို့အတွက်စိုးရိမ်မှုများရှိနေကြောင်း၎င်းကဆိုပါတယ်။တချို့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအနေဖြင့်ခရီးစရိတ်အခက်ခဲများကြောင့်ထောင်ဝန်စာလာရောက်တွေ့ဆုံရန်ပုံမခက်ခဲလာနိုင်တယ်လို့အိမ်မှထောင်ဝန်စာမပို့နိုင်သည့်နိုင်ငံရေးအကျဉ်းသားများမှလည်းစာဝတ်နေရေးပုံမခက်ခဲလာနိုင်ကြောင်းသူမကပြောပါတယ်ဝန်ထမ်းတွေကနေတဆန်းဆက်သွယ်ရမှာဖြစ်တဲ့အတွက်ငွေကုန်ကြေးကလည်းများနိုင်ပါတယ်ပါသွားတဲ့အဝတ်အစားဆောင်ကလည်းနေတဲ့အတွက်မိုးတန်းကာလမှာအဝတ်အစားလေဝတ်ဆိုင်ရမှာဖြစ်တဲ့တာယာဝတီအကျဉ်းထောင်ကအဝတ်အစားမပေးခဲ့ဘူးဆိုရင်မိုးသွင်းဖြစ်လို့သူတို့အတွက်အခက်အခဲရှိနိုင်ပါတယ်လို့မယောင်နေလန်ကပြောကြားပါတယ်တို့ပြောင်းရွှေ့ရန်တရက်တာအမီစရင်ဖြစ်ခေါ်ယူကအတိပေးခဲ့ခြင်းဖြစ်ပြီးထောင်ပြောင်းရွှေ့ရတွင်လည်းအကျဉ်းသားတဦးလျင်ဆောင်သုံးထေနဲ့အဝတ်အစားတစုံသာတည်ဆောင်ခွင့်ပြုခဲ့ကြောင်းကျန်ရှိသည့်ကိုပိုင်ပစ္စည်းများနဲ့ထောင်ဝန်စာပစ္စည်းများကိုမူထောင်အာဏာပိုင်များကတင်ဆေးလိုက်ကြောင်းသိရပါတယ်အကျဉ်းထောင်များအတွက်အကျဉ်းသားများကိုခြေကျန်းခတ်ခြင်းကိုပိုင်ပစ္စည်းများတင်ဆေးခြင်းနဲ့နည်းနည်းအစောပိုင်းအချိန်များတွင်ရုတ်တရက်ထောင်ပြောင်းဆွဲခြင်းများသည့်အကျဉ်းသားများအပေါ်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုများကိုစနစ်တကျပြုလုပ်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ကထောက်ပြထားပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အနေဖြင့်ယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများနဲ့အခြားအကျဉ်းသားများပေါ်လူအခွင့်အရေးချိုးဖောက်ဖိနှိပ်နေမှုများကိုဆက်လက်ဆောင်ကြည့်ကဖော်ထုတ်သွားမည်ဖြစ်ကြောင်းအတည်ပြုထားပါတယ်